မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကိုရီးယားဗုဒ္ဓဘာသာကျောင်းတော်တွေရဲ့ထူးခြားတဲ့အနုပညာလက်ရာတွေနဲ့သင်္ကေတတွေအကြောင်းကိုကျွန်တော်တို့အတူတကွလေ့လာသွားကြမှာဖြစ်ပါတယ်ကျောင်းတော်တွေမှာတွေ့ရတဲ့ပကြီးကားတွေဗပုတွေအဆောက်အအုံဒီဇိုင်းတွေဟာရိုးရှင်းတဲ့အလှပတွေမကပဲနတ်ရှိုင်းတဲ့ဗုဒ္ဓဘာသာအယူအဆတွေနဲ့ဒသနာတွေကိုဖော်ညွှန်းနေတာကိုတွေ့ရမှာပါပထမဆုံးအနေနဲ့ကျောင်းတော်သုံးဒုတိယ၄မျိုးလေ့လာကြည့်ကြအောင်ကိုရီးယားကျောင်းတော်တွေမှာအဓိကဒုတိယ၄မျိုးကိုတွေ့ရပါတယ်ဒါတွေကတော့ကျောင်းတော်ရဲ့ဝိညာဉ်ရေးရာလုပ်ငန်းဆောင်တာတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေကြပါတယ်ကြေးခေါလောင်ဒီကြေးခေါလောင်ကြီးဟာကောင်းကင်ဘုံနဲ့ငရဲဘုံမှာရှိတဲ့တရားဝါတွေကိုလမ်းညွှန်မိတယ်လို့ယုံကြည်ကြပါတယ်မနက်ခင်းမှာဆိုရင်ကောင်းကင်ဘုံ28ဘုံကိုကိုစားပြုပြီး28ချက်ထိုးခတ်လေးရှိပြီးညနေခင်းမှာတော့တုတိယနတ်ပြည်ကနတ်သား33ပါးကိုကိုစားပြုပြီး33ချက်ထိုးခတ်လေးရှိပါတယ်ဓမ္မဘုံကတော့မြေပြင်ပေါ်မှာရှိတဲ့တရားဝါတွေကိုဗုဒ္ဓရဲ့တရားတော်တွေရောက်ရှိစေပြီးဆင်းရဲဒုက္ခကနေလွတ်မြောက်စေတယ်လို့အဓိပ္ပာယ်ရပါတယ်။ကျောင်းတော်ရဲ့အစည်းအဝေးတွေဒါမှမဟုတ်အခမ်းအနားတွေကိုအချက်ပြဖို့အတွက်လည်းအသုံးပြုကြပါတယ်။တစ်သားငါးဒီတစ်သားငါးလေးကတော့ရေထဲမှာရှိတဲ့တရားဝါတွေကိုလမ်းညွှန်ပေးတယ်လို့ဆိုပါတယ်။ငါးရဲ့မျက်လုံးတွေဟာအမြဲတမ်းပွင့်နေတာကိုသင်သတိထားမိမှာပါ။ဒါဟာယဟန်သားတွေအတွက်အမြဲတမ်းသတိရှိဖို့နဲ့စ조사အားထုတ်ဖို့ကိုသင်္ကေတပြုပါတယ်။အစားအသောက်စားခြင်းဒါမှမဟုတ်အစည်းအဝေးတွေကိုအချက်ပြဖို့လည်းသုံးပါတယ်မိုးတိမ်ပေါင်းကတော့ကောင်းကင်မှာပြန်တန်းနေတဲ့တရားဝါတွေနဲ့ဝိညာဉ်တွေကိုလမ်းညွှန်ပေးပြီးလွတ်မြောက်စေတယ်လို့ယုံကြည်ကြပါတယ်ဒါကိုလည်းအစားအသောက်စားခြင်းတွေကိုအချက်ပြဖို့အသုံးပြုလို့ရှိပါတယ်ဗုဒ္ဓဘုရားရှင်ရဲ့ဘဝဖြစ်စဉ်ရှစ်ခန်းပြပကြီးကားများဖာဆန်တို့ဗုဒ္ဓဘာသာကျောင်းတော်တွေရဲ့နေရာတွေမှာတွေ့ရတတ်တဲ့ဖာဆန်တို့လို့ခေါ်တဲ့ပကြီးကားတွေဟာဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ဘဝဖြစ်စဉ်အစစ်အစစ်ကိုပုံပြလိုမျိုးတရုပ်ပေါ်ထားတာဖြစ်ပါတယ်အဓိကအခန်း၈ခန်းပါဝင်ပါတယ်အခန်း၁တုတိယနတ်ပြည်ကနေဆင်းသက်လာခြင်းအခန်း၂တိဋ္ဌတမေသားအဖြစ်ဖွားမြင်တော်မူခြင်းအခန်း၃နန်းတော်ရဲ့တကားလေးပေါက်ကနေလောကကြီးကိုထွက်ခွာခြင်းအခန်း၄နန်းတော်နဲ့မိသားစုကိုစွန့်ခွာခြင်းအခန်း၅တောင်ပေါ်မှာဒုက္ခရစရိယာကြင်ကြံခြင်းနဲ့တရားထိုင်ခြင်းအခန်း၆မာနက်ကိုအောင်နိုင်ပြီးဖျားအဖြစ်အလင်းပွင့်တော်မူခြင်းအခန်း၉တမေဥယျာဉ်မှာကျေစာဝဂီ၅ပါးကိုပထမဆုံးတရားဟောကြားခြင်းအခန်း၈ပရိနိဗ္ဗာန်ဆံဝင်တော်မူခြင်းတို့ပဲဖြစ်ပါတယ်ရှင်းမှုလို့ခေါ်တဲ့နွားကြောင်းသားပကြီးကား10ခန်းလည်းရှိပါသေးတယ်ဒီနွားကြောင်းသားပကြီးကား10ခန်းကတော့ဇင်ဗုဒ္ဓဘာသာရဲ့အလွန်နတ်ရှိုင်းတဲ့သင်္ကေတပုံမြင်တစ်ခုဖြစ်ပါတယ်ဒါဟာကိုယ့်ရဲ့စိတ်အစစ်မှန်တဲ့တရားဓမ္မကိုရှာဖွေတွေ့ရှိပုံကိုဖော်ပြထားတာပါဒီထဲမှာကောင်လေးကတရားကျင့်ကြံသူကိုကိုစားပြုပြီးနွားကတော့ကျွန်တော်တို့ရဲ့စိတ်ကိုကိုစားပြုပါတယ်အဆင့်10ဆင့်ပါဝင်ပါတယ်အဆင့်1နွားကိုရှာဖွေခြင်းအဆင့်2နွားခြေရာတွေကိုတွေးရှိခြင်းအဆင့်3နွားကိုမြင်တွေ့ခြင်းအဆင့်4နွားကိုဖမ်းမိခြင်းတဏှာတွေနဲ့ရုန်းကန်ရခြင်းအဆင့်5နွားကိုရင်မအောင်လုပ်ခြင်းအဆင့်6နွားကိုစီးပြီးအိမ်ပြန်ခြင်းဗုဒ္ဓအဖြစ်ရောက်ရှိခြင်းအဆင့်9နွားကိုမေးလျော်ခြင်းအတ္တကိုကြော်လွန်ခြင်းအဆင့်8နှစ်ခုလုံးကိုမေးလျော်ခြင်းဟင်းလေးမြင်နိဗ္ဗာန်အဆင့်9မူလအစသို့ပြန်လည်ရောက်ရှိခြင်းတဘာဝတိုင်းတည်ရှိခြင်းအဆင့်30လောကသို့ပြန်လည်ရောက်ရှိပြီးအခြားသူများကိုတရားပြသခြင်းစတာတွေပဲဖြစ်ပါတယ်ကျောင်းတော်တွေမှာနတ်တေဝါတွေနဲ့တရိစ္ဆာန်ပုံတွေလည်းတွေ့ရပါတယ်ချွန်းညောဒါကတော့ကောင်းကင်မှာပြန်တန်းနေတဲ့လှပတဲ့နတ်သမီးလေးတွေဟာတေးဂီတာတွေတီးခတ်ပြီးဖျားရှင်ကိုချီးမွမ်းနေကြတာကိုတွေ့ရပါတယ်သူတို့ဟာဖားဘူးရှင်းကြလို့ခေါ်တဲ့နတ်စစ်တီတော်၈ပါးကတအုပ်ဖြစ်လဲပါဝင်ပါတယ်မူးကိုဂီလို့ခေါ်တဲ့ငါးဟာငြိမ်းချမ်းခြင်းအတားအဆီးကင်းမဲ့ခြင်းနဲ့နိဗ္ဗာန်ကိုသင်္ကေတပြုပါတယ်လေးတိုက်ခတ်တဲ့အခါမြည်တဲ့ခေါင်းလောင်းလေးတွေမှာလည်းငါးပုံတွေကိုတွေ့ရတတ်ပါတယ်ဗုဒ္ဓဘုရားရှင်ဟာတစ်ချိန်ကမာခါရာလို့ခေါ်တဲ့ကြီးမားတဲ့ငါးကြီးရဲ့ဘယင်ဖြစ်ခဲ့မှုတယ်လို့လည်းဆိုပါတယ်ရှိပြီကြီးရှင်းကြလို့ခေါ်တဲ့12ရာသီနတ်စစ်တီတော်များကတော့ကြွက်နွားကြားယုံနဂါးမွေးမြင်းစိတ်မြောက်ကြက်ခွေးဝက်စတာတွေပဲဖြစ်ပါတယ်ဒီ12ရာသီတိရစ္ဆာန်တွေဟာတန်ကြက်ကဝတ်စုံတွေနဲ့စစ်တီတော်တွေအဖြစ်ပုံဖော်ထားပါတယ်သူတို့ဟာဖျားရှင်ရဲ့တရားတော်တွေကိုကာဝယ်ပေးပြီးအထူးသဖြင့်ရစာဘူးလို့ခေါ်တဲ့ဆေးစရာဖျားရှင်ကိုကာဝယ်ပေးတယ်လို့ယုံကြည်ကြပါတယ်နံပါတ်5အနေနဲ့ကတော့ဒသနာဆိုင်ရာသင်္ကေတတွေပဲဖြစ်ပါတယ်ဒီဒသနာဆိုင်ရာသင်္ကေတတွေမှာဆိုရင်တော့ထက်ကရင်ရန်ကနေဆင်းသက်လာတဲ့ဒီသင်္ကေတဟာအရာအလုံးရဲ့အပြန်အလှန်ဆက်ဆက်မှုနဲ့ပေါင်းစပ်မှုကိုကိုစားပြုပါတယ်အနီးအပြားအဝါ
3ယောက်ချဲဆန်တက်ကုတ်ကတော့ကောင်းကင်မြေကြီးနဲ့လူသားတွေကိုကိုစားပြုပါတယ် Bull Song ဒါကတော့တီရှိမှုရဲ့ထာဝရမပြောင်းလဲတဲ့သဘာဝကိုဆိုလိုပါတယ် Wonsan ဒီဆောက်ဝိုင်းဟာတရားဓမ္မကိုသင်္ကေတပြုပါတယ်ပြီးပြည့်စုံခြင်းထိုးထွင်းသိမြင်ခြင်းနဲ့ဟင်းလေးမြင်ဖြစ်ခြင်းဆိုတဲ့အခြေအနေ 3 မျိုးကိုဖော်ပြပါတယ်ဗုဒ္ဓတရားဓမ္မနဲ့တန်ခါကိုကိုစားပြုတဲ့အဆက်30ပါတဲ့ဆောက်ဝိုင်းပုံကိုလည်းတွေ့ရပါတယ်ကျောင်းတော်ဘိဓုကလက်ရနဲ့အလှဆင်မှုများဘူတန်ရှီမီတန်လို့လည်းခေါ်တယ်ဖျားစည်းတော်တွေတင်ထားတဲ့ပလင်တွေကိုနှင်းစီပန်းတွေစင်ဖြူတော်တွေနဲ့ဂျိုးချာငတ်တွေနဲ့အလှဆင်ထားလေးရှိပါတယ်ဒါကြည့်ဖျားစည်းတော်တွေရဲ့အပေါ်မှာရှိတဲ့တစ်သားနဲ့လှုပ်ထားတဲ့အင်ငယ်လေးလိုမျိုးဗန်းတက်ဟာကောင်းကင်ဘုံကနန်းတော်ကိုကိုစားပြုပါတယ်မျက်နှာချက်ပေါ်ကပန်းများဒါတွေကတော့ဖျားရှင်တရားဟောကြားချိန်မှာကောင်းကင်ကနေပန်းတွေကျွေကြလာတာကိုသင်္ကေတပြုပါတယ်မွန်ဆာလို့ခေါ်တဲ့ပန်းတွင်းပြတင်းပေါက်တွေကတော့ရှုပ်ထွေးလာပါတဲ့တကားဒီဇိုင်းတွေဖြစ်ပြီးအများဆုံးကတော့ပန်းပုံစံထွင်းထားတာဖြစ်ပါတယ်ထီရှူးပင်တွေကတော့တမာတိနဲ့တန်တန်းရှည်ခြင်းကိုကိုစားပြုပါတယ်ဘာကျူရာဒါကတော့မိုးချိုးလို့အဓိပ္ပာယ်ရပါတယ်ဝိညာဉ်ရေးရာဆွမ်းအားနဲ့ခိုင်မာမှုကိုကိုစားပြုတဲ့ဘာသာရေးလက်နက်တစ်ခုဖြစ်ပါတယ်ဒါဟာအမျိုးသားသင်္ကေတဖြစ်ပြီးဉာဏ်ပညာကိုကိုစားပြုတဲ့ဘာသာရေးခေါင်းလောင်းနဲ့တွဲဖက်ထားလိရှိပါတယ်ကိုရီးယားဗုဒ္ဓဘာသာကျောင်းတော်တွေဟာရိုးရှိတဲ့အဆောက်အအုံတွေတင်မကပဲလက်ရှိုင်းတဲ့အမှုပညာဒသနာနဲ့သင်္ကေတတွေရဲ့စကြဝဠာတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေကိုရီးယားရဲ့ကျွယ်ဝတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုနားလည်သဘောပေါက်ဖို့အထောက်အကူဖြစ်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ